ကဲအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့အသုံးမလို့တော့တဲ့ UPS အဟောင်းတွေက transformer ကိုသုံးပြီး12 volt battery အားသွင်းဆက်တစ်လုံးကိုအတူတူလုပ်ကြည့်ကြမယ်အရင်ဆုံးကျွန်တော်တို့လိုခက်တဲ့ပစ္စည်းလေးတွေကိုတစ်ချက်ကြည့်လိုက်အောင်ကဲအခုကျွန်တော်တို့ transformer ရဲ့ primary ဘက်ချမ်းကိုအသေးစိတ်တိုင်းတာပါမယ်ဒါက AC 220 volt ဝင်မဲ့နေရာဒီလိုအမှားခါလို့မရပါဘူးเนาะအရင်ဆုံးမီတာကို ohm range မှာထားလိုက်ပါအခုအနက်ရောင်ကြိုးနဲ့အပြာရောင်ကြိုးကိုအရင်တိုင်းကြည့်ရအောင်မီတာမှာစလီ ohm ပြနေပါတယ်နောက်တစ်ခေါက်အမဲရောင်နဲ့လိမ္မော်ရောင်ကြိုးကိုထပ်တိုင်းကြည့်မယ်ဒါကတော့16 ohm ပြနေတယ်เนาะနောက်ဆုံးအနေနဲ့အနီနဲ့အမဲကိုဆက်တိုင်းမယ်ဒါကတော့18 ohm ပြပါတယ်ဒီနေရာမှာကျွန်တော်တို့က resistance အလဲအလတ်ရှိတဲ့16 ohm ပြတဲ့အမဲနဲ့လိမ္မော်အတွဲကိုပဲသုံးသွားပါမယ်တကယ်လို့ resistance ကအခုလိုကဏ္ဍမျိုးမဟုတ်ပဲအရန်နဲ့နေရင်တော့အဲ့ဒါဟာအထွက် low voltage ဖချမ်းဖြစ်ပါလိမ့်မယ်ကဲအားလုံးသိကြပြီဆိုရင်တော့နောက်တစ်ဆင့်ကိုဆက်သွားရအောင်ကဲအခု secondary ဘက်ချမ်းကိုကြည့်မယ်ဆိုရင်မူလကကျိုးနှစ်ဆက်ပဲထွက်နေတာကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့က12ဖို့အပြည့်ရဖို့အတွက်ဒီ transformer အပြင်ဘက်ကစကူအကာလေးတွေကိုတတိထားပြီးခွာထုတ်ဖေးရပါမယ်အဲ့ဒီလိုခွာလိုက်တဲ့အခါမှာအထဲမှာနန်းကျိုးအထူကြီးတွေပေါင်းထားတဲ့ common ကျိုးတစ်စားကိုဝှက်ထားတာတွေ့ရပါလိမ့်မယ်အဲ့ဒီ common ကျိုးကိုတေချာလေးပြန်ထုတ်လိုက်ပါအခုဆိုရင် secondary ဘက်မှာကျိုးသုံးစားထည့်သွားပါပြီအဲ့ဒီထဲကမှအလဲကျိုးကို common အဖြစ်ထားပြီးဘေးနှစ်ဖက်ကကျိုးတွေကိုတိုင်းကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ဘို့အားကိုရရှိမှာဖြစ်ပါတယ်ဒီလို common ကျိုးကိုပြန်ထုတ်သုံးမှသာအားသွင်းတဲ့နေရာမှာပိုပြီးထိရောက်မှာဖြစ်ပါတယ်ကဲကျိုးတွေအားလုံးအစင်သင့်ထည့်ပြီးဆိုရင်တော့ AC ကနေ DC ပြောင်းပေးမယ် bridge rectifier အပိုင်းကိုဆက်သွားကြရအောင်ကဲအခုကျွန်တော်တို့ primary ဘက်ချမ်းကို AC voltage စပေးပြီးအထက်ကိုတိုင်းကြည့်အောင်အရင်ဆုံး primary ဘက်ကအဝင်ကိုတိုင်းကြည့်တဲ့အခါမှာ244 volt 244 volt ရှိနေတာကိုတွေ့ရပါလိမ့်မယ် Okay အခု secondary ကျိုးနှစ်စကိုတစ်ချက်မိခတ်ကြည့်ပြီးမီတာနဲ့ထပ်တိုင်းကြည့်အောင် secondary မှာတော့16 volt 16 volt ပြနေပါတယ်ကဲဒါရီခဏထားပြီး main transformer ကို body မှာအသေးနေရာချလိုက်ပါမယ်နေရာချပြီးပြီဆိုရင်တော့35 ampere 35 ampere bridge rectifier တိုင်းအုပ်ကိုဆက်ဆင်ပါမယ် rectifier ရဲ့လှိုင်းအတွင်း AC ပြတ်ထားတဲ့ငုံနှစ်ခုမှာ secondary ကလာတဲ့ကျိုးနှစ်စာကိုတက်ပေးရမှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့220 UF 25ပို့ရှိတဲ့ capacitor တစ်လုံးကိုသုံးပါမယ် bridge rectifier ရဲ့အပေါင်းငုတ်ကို capacitor ရဲ့အပေါင်းနဲ့ rectifier အနုတ်ကို capacitor ရဲ့အနုတ်နဲ့အတိအချာခဲဆော်ပေးလိုက်ပါပြီးရတော့အဲ့ဒီအပေါင်းအနုတ်ငုတ်တွေကနေအပြင်ကိုကျိုးတစားစီထပ်ထုတ်လိုက်မယ်ဒီနေရာမှာသတိပေးချင်တာက AC ဘက်ကကျိုးတွေကိုအန်ဒီရမဖြစ်အောင်တိတ်နဲ့တိချာပတ်ပေးရပါမယ်ဒီအပိုင်းမှာလျှက်စစ်အန်ဒီရရှိတာမလို့အရန်ကိုဂယုစိုက်စေချင်ပါတယ်ဗျာကဲအားလုံးပြီးပြီဆိုတော့မီတာနဲ့တစ်ချက်ပြန်တိုင်းကြည့်ရအောင်အခုဆိုရင်20 volt ဝန်းကျင်ထွက်နေပြီဖြစ်လို့ battery အားသွင်းဖို့အဆင်သင့်ဖြစ်နေပါပြီနောက်ဆုံးအနေနဲ့အားသွင်းကလစ်ကြိုးဒီကိုပါခဲဆော်ပြီးအားသွင်းကြည့်ကြတာပေါ့မိတ်ဆွေတို့အနေနဲ့အခုလို DIY projects လေးနေတဲ့ကဘယ်အကြောင်းအရာတွေကိုထပ်ပြီးသိချင်သေးလဲဆိုတာ comment မှာရေးဖေးခဲ့ကြပါဦးကျွန်တော်ကတော့ Electro Hub မြန်မာကဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ